ကျွန်တော်အောင်ခိုင်မြတ်ပါမီးပြတ်နေမဲ့ငါတို့ပြတ်နေလို့မဖြစ်ဘူးကိုတိုင်းပြီးကိုချစ်ချောင်းပြောတာလဲချစ်ချောင်းပြောတာပါပဲငါတန်ရတယ်မင်းကဘာရလဲဓာတ်ကိုချစ်မိရင်တော့ဓာတ်နဲ့ဝေးဝေးနေလို့မရသူမြဲမြံပုံကရက်ခွက်တရောက်သွားတဲ့ရေခဲလို့သူ့မြဲမြံပုံကနေရာမှာရိုက်ထားခံရတဲ့တန့်လို့တွေးတာတယောက်တည်းတွေးလို့ရတယ်ဝေးတာတယောက်တည်းဝေးလို့မရဘူးကဘာသေးတော့ကဘာငိုတယ်ကဘာသေးတော့ဘသူကငိုမှလဲလွမ်းရင်တော့လွမ်းတဲ့အတိုင်းဖော်ပြရမှာပဲရှင်တွေကလမ်းအတိုင်းရှောက်သွားနေမိတယ်မြို့ထွက်ငေးလဲအဆွေးပဲရှိမယ်အောင်ခိုင်မြတ်24 မေ 2022ကျေးဇူးတင်ပါတယ်